ကမ္ဘာပေါ်မှာဆန်အများဆုံးစားသုံးတဲ့ထိပ်ဆုံး3နိုင်ငံနံပါတ်3အင်ဒိုနီးရှားနိုင်ငံအင်ဒိုနီးရှားနိုင်ငံဟာကမ္ဘာပေါ်မှာဆန်အများဆုံးစားသုံးတဲ့တတိယမြောက်နိုင်ငံဖြစ်ပြီးတစ်နှစ်လျင်ဆန်ပမာဏ50တန်မက်ထရစ်တန်ကျော်စားသုံးပါတယ်ဆန်ဟာအင်ဒိုနီးရှားရဲ့ဟင်းလျာနဲ့နေ့စဉ်ဘဝမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်တဦးချင်းအဆင့်အနေနဲ့ပြန်မြအင်ဒိုနီးရှားလူမျိုးတဦးဟာတစ်နှစ်လျင်ဆန်185ကီလိုဂရမ်ခန့်စားသုံးပါတယ်နံပါတ်2အိန္ဒိယနိုင်ငံအိန္ဒိယနိုင်ငံကတော့ကမ္ဘာဒုတိယအကြီးဆုံးဆန်စားသုံးတဲ့နိုင်ငံဖြစ်ပြီးနှစ်စဉ်စားသုံးမှုက140.3တန်မက်ထရစ်တန်ခန့်ဖြစ်ပါတယ်အိန္ဒိယနိုင်ငံမှာရှိတဲ့လူဦးရေ65%သို့မဟုတ်936တန်းခန့်ဟာနေ့တိုင်းဆန်စားသုံးကြတယ်လို့ခန့်မှန်းရပါတယ်ဘီယာနီလို့ခေါ်တဲ့ဟင်းတစ်ခုဟာအိန္ဒိယနိုင်ငံရဲ့အထင်ရှားဆုံးဆန်အခြေခံဟင်းလျာတစ်ခုလည်းဖြစ်ပါတယ်နံပါတ်1တရုတ်နိုင်ငံတရုတ်ဟာကမ္ဘာပေါ်မှာဆန်ကိုအများဆုံးစားတဲ့နိုင်ငံဖြစ်ပါတယ်။ပြန်မြတရုတ်လူတဦးဟာတစ်နှစ်လျင်134တန်ကီလိုဂရမ်စားသုံးပါတယ်။ရလဒ်အနေနဲ့နိုင်ငံရဲ့စုစုပေါင်းနှစ်စဉ်ဆန်စားသုံးမှုဟာတန်200မက်ထရစ်တန်ကျော်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။ဒါကတရုတ်ကိုအကြီးဆုံးစားသုံးသူတင်မကပဲကမ္ဘာထိပ်တန်းထုတ်လုပ်သူများတွေကတစ်ခုဖြစ်စေပါတယ်။မိတ်ဆွေတို့ရောတရက်ကိုဆန်ဘယ်လောက်စားလဲဆိုတာကွန်မန့်မှာရေးခဲ့နိုင်ပါတယ်။